indicator အမျိုးအစားများစွာရှိရဆိုတာကိုတော့အများစုကသိကြပါတယ်။ဒါပေမဲ့ဒီ indicator များစွာကိုအသုံးပြုပုံမတူညီကြပါဘူး။ဒီနေ့တော့ဘယ် indicator အမျိုးအစားကဘယ်မှာသုံးသလဲဆိုတာကိုအကျဉ်းချုပ်လေ့လာကြည့်ကြမယ်နော်။အမျိုးအစားအဖြစ်ကတော့ indicator ၄မျိုးပဲရှိပါတယ်။ trend ကိုပြပေးတဲ့ indicator, momentum ပြ indicator, volume ပြ indicator နဲ့ volatility ကိုပြပေးတဲ့ indicator တွေဖြစ်ပါတယ်။ဈေးကွက်မှာ trend အကြောင်းကိုလေ့လာဖို့ moving average MA သို့မဟုတ် EMA, moving average convergent divergent, average directional index ADX နဲ့ Ichimoku cloud တို့လို indicator တွေကိုသုံးကြပါတယ်။ momentum ကိုကြည့်ဖို့ဆိုရင်တော့ relative strength index RSI, stochastic oscillator နဲ့ momentum indicator MOM တို့လို indicator တွေကိုသုံးကြပါတယ်။တကယ်လို့ဈေးကွက်ထဲကဈေးနှုန်းအတက်အကျကိုလေ့လာဖို့ဆိုရင်တော့ Bollinger Bands PP, average true range ATR နဲ့တခြား standard deviation indicator တွေကိုသုံးကြပါတယ်။ volume အတွက်ကတော့ volume, unbalanced volume OBV နဲ့ volume profile တို့လို indicator တွေကိုသုံးကြပါတယ်။ Fibonacci retracement တို့လို indicator ကိုတော့ support နဲ့ resistance level တွေကြည့်ဖို့သုံးကြပါတယ်။ trend line ကိုကြည့်ဖို့ဆိုရင်တော့ tools အမျိုးအစားများစွာကိုသုံးပြီးတော့ကြည့်နိုင်ပါတယ်